ကားမြတ်ခြင်းနှင့်ဆိုးရုပ်ခြင်းတို့ရဲ့ယာမဇတ်တော်ဟိုရှိတုန်းကအယုဒ္ဓယဆိုတဲ့တိုင်းပြည်ကြီးမှာတရားသဖြင့်အုပ်စိုးတဲ့ဒသယထာမင်းကြီးရှိပါတယ်။မင်းကြီးမှာတော့အလွန်ရဲရင်ပြီးကိုကြည်တရားကောင်းမွန်တဲ့ယာမဆိုတဲ့သားကြီးတစ်ပါးရှိခဲ့ပါတယ်။ယာမမင်းသားဟာအရွယ်ရောက်လာတဲ့အခါမှာမိထီလာပြီကအလွန်လက်ပပြီးစိတ်သဘောထားပြေဝတဲ့သီတာဒေဝီမင်းသမီးလေးနဲ့လက်ထပ်ခဲ့ပါတယ်။အရာရာဟာပျော်ရွှင်စရာကောင်းနေတော့မှာပဲ။ယာမမင်းသားအင်ရှိမင်းဖြစ်ခါနီးမိတွေတော်ရဲ့ဂတိတောင်းဆိုမှုကြောင့်ယာမမင်းသားဟာတိုင်းပြည်ကိုစွန့်ခွာပြီးတောထဲမှာဆဲလေးတစ်တီထွာရောက်နေထိုင်ခဲ့ရပါတော့တယ်။နန်းစည်းစိမ်ကိုစွန့်ပြီးတောထွက်ရပေမဲ့ယာမမင်းသားကစိတ်မပြတ်ခဲ့ပါဘူး။သူရဲ့နောက်ကိုသစ္စာရှိတဲ့ဇနီးတဲ့တီတာဒေဝီနဲ့ညီတော်လက္ခဏာတို့ကပါတော့ဆင်းရဲကိုအတူတူခံဖို့လိုက်ပါခဲ့ကြပါတယ်။တောထဲမှာညီအကိုတယောက်နဲ့မင်းသမီးလေးတို့တစ်တိရှာစားရင်အေးချမ်းချမ်းနေထိုင်လာခဲ့ကြတာတစ်ပေါင်းများစွာကြာခဲ့ပါတယ်။ဒါပေမဲ့တစ်ရက်မှာတော့လင်္ကာဒီပကျိုးကအုပ်စိုးတဲ့ဘီလူမင်းသက်သာဂီရီဟာတီတာဒေဝီရဲ့အလအပအကြောင်းကြားသိသွားပြီးတီတာဒေဝီကိုခိုးယူဖို့ညံစစ်ပါတော့တယ်။သက်သာဂီရီဟာသူ့ရဲ့နောက်လိုက်ဘီလူတကောက်ကိုအလွန်တပပြီးအယောင်တောက်တဲ့ရွှေသမီးအဖြစ်ဖန်ဆင်းခိုင်းပြီးတီတာဒေဝီရှိတဲ့ကျောင်းသင်ခန်းနာမှာသွားပြီးမြှုပ်ဆွဲခိုင်းပါတယ်။ရွှေသမီးလေးကိုမြင်တော့တီတာဒေဝီကသဘောကျပြီးအရှင်ဖန်ပေးဖို့ယာမမင်းသားကိုတောင်းဆိုပါတယ်။ဒါကြောင့်ယာမမင်းသားဟာရွှေသမီးနောက်ကိုတောနဲ့ထဲအထိလိုက်သွားခဲ့ရပါတယ်။တောထဲရောက်လို့ယာမမင်းသားကမြားနဲ့ပြစ်လိုက်တဲ့အခါမှာရွှေသမီးဟာဘီလူအသွင်ပြောင်းပြီးယာမမင်းသားရဲ့အသက်အတူနဲ့ညီတော်လက္ခဏာကေပါအောင်ဆိုပြီးဟစ်ပြီးတည်ဆုံးသွားပါတယ်။ကျောင်းသင်ခန်းမှာခြံခဲ့တဲ့တီတာဒေဝီဟာယာမမင်းသားအန်တရဲ့ကြိုးပြီးအထင်နဲ့လက္ခဏာကိုလိုက်ကူခံပါတယ်။လက္ခဏာမင်းသားကမတီတာဒေဝီကိုစိတ်မချတဲ့အတွက်ကျောင်းသင်ခန်းပတ်လည်မှာပါပေးရန်မှမတီးနိုင်အောင်လက္ခဏာစီဆိုတဲ့အကအကွယ်စီဝိုင်းတစ်ခုကိုဓာတ်ဦးနဲ့ဆွဲပေးခဲ့ပြီးမှနောက်ကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသက်သာဂီရီဟာရေသေးအသွင်ပြောင်းလဲပြီးစိုးခံတဲ့ပုံစံနဲ့ရောက်လာပါတယ်။ပြီးတော့တီတာဒေဝီကိုစီဝိုင်းအပြင်ဘက်ထွက်ပြီးစိုးလောင်းဖို့တင်စားပါတယ်။တီတာဒေဝီစီအပြင်ဘက်ချီတစ်တန်းချလိုက်တာနဲ့ရေသေးအသွင်ကနေပြီးလူအသွင်ချက်ချင်းပြောင်းပြီးတီတာဒေဝီကိုလင်္ကာဒီပကျိုးစီအသေးအဓမ္မပြန်ပြီးဆွဲမောင်းတင်သွားပါတော့တယ်။ယာမနဲ့လက္ခဏာတို့ပြန်ရောက်လာတဲ့အခါမှာတီတာဒေဝီပျောက်ဆုံးနေတာကိုသိပြီးရင်ခွဲမတမ်းဝိုင်းနေသွားကြပါတယ်။ယာမမင်းသားဟာဇနီးတဲ့ကိုရှာဖွေဖို့တော့အနှံ့လိုက်လာစုံစမ်းရင်တော့ထဲမှာမြောက်မင်းသူကြီးအလွန်ခေါ်အားကြီးပြီးပြန်သန်းနိုင်တဲ့စစ်သူကြီးဟနုမန်တို့နဲ့တွေ့ဆုံပြီးမဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။ဟနုမန်ဟာပင်လေကြီးကိုဖျက်ကျော်ပြန်သန်းပြီးလင်္ကာဒီပကျိုးကသက်သာဂီရီရဲ့အတော်ကဥယျာဉ်ထဲမှာပူဆွေးတော်မူနေတဲ့တီတာဒေဝီကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဟနုမန်ဟာယာမမင်းသားရဲ့လက်ဆွတ်တော်ကိုပြပြီးမကြခင်အရှင်ယာမလာခဲ့ပါလိမ့်မယ်လို့သတင်းစကားပါခဲ့ပါတယ်။အဲ့ဒီနောက်ဟနုမန်ဟာဘီလူတွေကိုစိန်ခေါ်ပြီးသူ့ရဲ့အမိမှာမိရှုခိုင်းကတိလင်္ကာဒီပပြည်လုံးကိုမီးလောင်တိုက်ပွေးဖြစ်စီးဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ယာမမင်းသားရဲ့လူနဲ့မြောက်စစ်တပ်ကြီးဟာပင်လေကိုဖျက်ပြီးကြောက်တုံးတန်တာကြီးဆောက်လုပ်ကလင်္ကာဒီပကျိုးပေါ်ကိုတက်ရောက်ခဲ့ပါတယ်။ကားမြတ်တဲ့ယာမမင်းသားရဲ့စစ်တပ်နဲ့ရုံမာတဲ့သက်သာဂီရီရဲ့ဘီလူစစ်တပ်တို့အပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။စစ်ပွဲဟာသွေးချောင်းစီမတက်ပြင်းထန်ခဲ့ပြီးနောက်ဆုံးမှာတော့ယာမမင်းသားဟာနတ်များတော်ကိုအသုံးပြုပြီးကောင်းတစ်ဆင်ရှိတဲ့ဘီလူမင်းသက်သာဂီရီကိုပြစ်ခတ်နေနဲ့အောင်မြင်သွားပါတော့တယ်။ဆိုးရုပ်မှုကိုကောင်းမြတ်ခြင်းနဲ့အောင်နိုင်ခဲ့ပြီးတဲ့နောက်ယာမမင်းသားဟာတီတာဒေဝီကိုပြန်လဲကယ်တင်နိုင်ခဲ့ပါတယ်။14နှစ်တာတော့တွင်းကာလနဲ့ပြည့်မြောက်သွားပြီ။ဖြစ်တဲ့အတွက်ယာမမင်းသားတီတာဒေဝီနဲ့လက္ခဏာတို့ဟာအယုဒ္ဓယတိုင်းပြည်ကြီးကိုပြန်လဲသက်ဆင်းပြီးတိုင်းသူပြည်သားတွေရဲ့သောင်းပြဖြတ်ကြိုးဆိုမှုနဲ့အတူဘရင်နဲ့မိဖုရားအဖြစ်တိုင်းပြည်ကိုအေဂျန်သာယာစွာ